တခါကချင်းသစ်ကြီးတကောင်ဟာတောထဲကတိရစ္ဆာန်အားလုံးကိုအခုလိုပြောခဲ့ပါတယ်မင်းတို့တွေကတကောင်ကငါစီကိုနေ့တိုင်းအစာအဖြစ်အလိုလျောက်လာပေးမယ်ဆိုရင်ငါတခြားသူတွေကိုလိုက်မသက်တော်ဘူးတဲ့တိရစ္ဆာန်အားလုံးကလည်းဒီသဘောတူညီချက်ကိုလက်ခံခဲ့ကြပါတယ်တနေ့မှာတော့ယုံကလေးရဲ့အလျက်ရောက်လာပြီးချင်းသစ်စီကိုရောက်ဖို့တော်တော်လေးအချိန်ကြာသွားခဲ့ပါတယ်ချင်းသစ်ကြီးကယုံကလေးကိုဘာကြောင့်နောက်ကျရတာလဲလို့မေးတဲ့အခါယုံကလေးကပါးနဲ့စွာနဲ့ပဲအရှင်မင်းကြီးလာနေတော့မှတခြားချင်းသစ်တကောင်ကကျနကိုတားထားလို့ပါသူကသူ့ကိုယ်သူဒီတော့ရဲ့ဘရင်လို့ပြောနေပြီးအရှင်မင်းကြီးနဲ့လည်းတွေးချင်နေပါတယ်လို့လိန်ပြောလိုက်ပါတယ်ဒေါသထွက်သွားတဲ့ချင်းသစ်ကြီးကငါလဲသူ့ကိုတွေးချင်တာပေါ့လို့ပြန်ပြောပါတယ်ယုံကလင်းဟာချင်းသစ်ကြီးကိုရေသွင်းတွင်းရှိခေါ်သွားပြီးရေသေးကချင်းသစ်ရဲ့အရေးကိုပြလိုက်ပါတယ်ချင်းသစ်ကြီးဟာသူ့ရဲ့ပြိုင်ဘက်လို့ထင်ပြီးရေသေးကိုခုန်ချလိုက်ရကနေရေနဲ့တည်ဆုံသွားပါတော့တယ်ယုံကလေးဟာဘလောက်တောင်ညံကောင်းလိုက်တဲ့လဲဆိုရင်ဒီသားရဲကြီးရဲ့ဘီးအနေကနေတောတစ်ခုလုံးကိုကဲတင်ပေးနိုင်ခဲ့ပါတယ်။သင်ခန်းစာ Moral of the story ခွန်အားထက်ဉာဏ်ပညာကပိုပြီးအစွမ်းထက်တယ်။